အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Sport Ball YouTube Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မေလ15ရက်နေ့မှာကျင်းပမယ့် One Championship ရဲ့အကောင်းဆုံးပွဲတွေအတပွဲဖြစ်တဲ့ Super League နဲ့ Taraka ရဲ့ပွဲကြောင်းဒီကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲဒီမေလ15ရက်နေ့မှာကျင်းပမယ့်ပွဲတွေထဲမှာမာလီခင်နဲ့ရူအိုမာခင်ရဲ့ MMA Heavyweight World Championship ကပတ်လူဝဲမကြည့်ဝဲလဲပါမယ်ဗျာနောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာပွဲတွေပါသွားမလဲဆိုတာတော့ကျွန်တော်ဆက်လက်ပြီးတော့ဝန်ကြီးမြင်ရှိရဲ့ official ချပြတဲ့ပွဲတွေကိုစောင့်ကြည့်ရမယ်ဗျာကဲပွဲအကြောင်းလေးပြောလိုက်ကြအောင်ဗျာ Super Level Taraka ရဲ့ Super League အကြောင်းရင်းပြောမယ် Super League ကဒီဘဲက Baranway မွေတိုင်းကပတ်ကိုနဗီနဲ့ပွဲမှာဝိမဝင်တော့ဝိမဝင်တာနဲ့နာဗီနဲ့ထုံမဲ့ပွဲမှာတခါတည်းကပတ်ကိုဆုံးလိုက်ရတယ်။နာဗီနဲ့ပွဲကလည်းကက်ရှ်ဝေးပွဲဖြစ်သွားတယ်။ကက်ရှ်ဝေးပွဲမှာလည်းနာဗီကိုရှုံးပြန်တယ်ဗျာ။ပြီးတော့နောက်တစ်ပွဲယူကီယိုဆာနဲ့ကစ်ဘော့ဆင်ပွဲအဲ့ပွဲမှာလည်းရှုံးတယ်။ကျွန်တော်စီရင်စူပါလက်ကအချင်းတွေပါတွေဖွင့်လိုက်တော့သူ့ရဲ့ professional career ဖြစ်တဲ့ fighter ဘဝကို focus မှုကနည်းနည်းတော့အာရုံစိုက်မှုရော့သွားတယ်လို့ကျွန်တော်ထင်တယ်ဗျာအခုတော့သူ့ရဲ့အရင်ကျင်ဟောင်းမှာပဲပြန်ကျင်နေပြီလို့ကြားတယ်ဗျာဒီပွဲမှာအရင်လက်ဆွမ်းနေသူ့ရဲ့ကျင်ဟောင်းနဲ့အတူပြန်လာမလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျပြီးတော့တာရာကရဲ့အကြောင်းပြောမယ်ဒီဘဲကလည်း short တူလို့မရတဲ့ fighter ဗျာဒီဘဲကတီတီငင်ငင်နဲ့ပွဲကိုအကောင်းလုံးစွန့်နိုင်တယ်ပြီးရင်1-2တွေကောင်းတယ်ပြီးရင် local hack တွေဘာမှပြောရမလို့အောင်ကောင်းတဲ့ fighter ဗျာသူရှိမှအားနိုင်ချက်တစ်ခုဂျိုးထင်ကြတယ်ဂျိုးထင်တော့လူတိုင်းတော့ကြားတာပဲဗျာဒါပေမဲ့ဒီဘဲတွေကမာအောင်တော့ကျွန်တော်မြန်မာ fighter တွေလောက်တော့မများတာတော့လက်ခံပေးရမယ်ဗျာဒီဘဲကလည်းဒီညင်းနဲ့နိုင်မွေးတွေဆက်ခဲ့တဲ့ fighter Rambulet တယောက်တည်းကိုနောက်ဆုံးပွဲမှာပဲရှုံးထားတာအဲ့တော့ဒါရကာယကပဲပြန်လာမလားကျွန်တော်တို့ Super Leg Kicking Machine ကပဲပြန်လာမလားဆိုတာကတော့ဒီပွဲကိုကျွန်တော်တို့စိတ်ဝင်စားစရာကြည့်ရှုရမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ